အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ protein ကိုပါဗျာကျွန်တော်ဒီနေ့မှာတော့ပေါ့နော်ကျွန်တော် coffee tower ကိုစော့ပြအောင်ဖြစ်ပါဗျာကျွန်တော်ဒီမှာတော့ခုံစရာတာဝါတွေရောအများကြီးရောရှိရင်ကျွန်တော်တို့ဒီမှာတော့ tower of coffee ပေါ့နော်အဲဆိုကျွန်တော်ဒီကောင်လေးကိုအရင်ဆုံးစပြီးတော့ခုံချလိုက်အောင်ပေါ့ဗျာကဲရိုးအမြင်ကြီးပဲပေါ့ဗျာ tower of coffee ရဟိုမှာဒိုးနက်တွေရောဗျာအရင်စိတ်ဝင်စားနေပြီကဲဘောခုံရကျွန်တော်ဒီဥစ္စာဖွင့်ထားမှရမယ်ဗျာအဲ့ဒါမှကျွန်တော်လို့ခုံရတော့လွယ်မှာโอเคဒါလေးအစာပိုင်းတော့တော်တော်လွယ်လေးရဗျာအနောက်ပိုင်းကဘယ်လိုဖြစ်မလဲတော့မသိဘူးခဏခုံကြရအောင်ပေါ့နော်ခဏလေးကြောထင်းနေတာတော့တော်တော်လွယ်တယ်လို့ထင်တယ်လွယ်တယ်သူကတော့ခဏလေးနဲ့တော့ကျွန်တော်အနိုင်မယ်လို့ထင်တယ်ဗျာโอเคရောက်ပြီဒီဒါလေးကလည်းတော်တော်လွယ်တယ်ဟုတ်ပြီပြီးရင်ဟုတ်ပြီဗျာဟုတ်ပြီဒီကောင်ကကြတော့ဒီပေါ်နင်းရမှာမြင်သွားမှာဗျသူ့อ่ะမြင်စတိုက်ခုံမှာโอเคရောက်ပြီ oh my god ဒါကြီးကလှုပ်တာလားလှုပ်တယ်ဟာ bro တတိရောထားပြီးတော့သွားမှရမယ်ပေါ့နော်ဒီခန်းမှာဒီကောင်ကြီးကအောက်ကိုရှော့ကြာကြည့်ပါအောင် bro အေး bro ကြီးကဒီက coffee စေးနော် star block စေ oh my god ဟိုကအပြင်မှာပါ star ပါလည်းမသိဘူးမိပါOkayထားလိုက်ပါကျွန်တော်သွားကြမယ် let's go yep ပေါ်ရောက်ပြီဆိုရေးနဲ့ transparent ဖမမြင်ရဟဲ့ဟိုပါဘောနော်ဒီကမြင်ရတဲ့လမ်းလေးပေါ့မြင်ရတဲ့လမ်းမှာရှောက်မယ်ကဲဒါတွေကတော့ Oreo နေမှာဗျဟုတ်တယ် Oreo ကဘယ်လိုလုပ်ပြီး coffee ရတာ Oreo ရှိရလားမသိဘူးဗျအော်ဒီမှာတော့ coffee စီးရ bro ဒီမှာကြည့်လိုက်တော့အကြီးရင်နော် bro ကြောလူတရက်စားလောက်ရှိရဘယ်လောက်တောင်ကြီးလဲမသိ chap wine နဲ့ okay ညင်းလိုက်မယ်yep ပြီးရင်ဒါကိုသွားပြီးဒီဘက်ကိုကွက်ပြီးဒီဘက်ကိုသွားဒီဘက်ကိုလိုက်ရောက်ပြီပြီးခုံမယ်yep ဒါပဲပြီးခုံမယ် okay ကျွန်တော်ဒီဘက်ကိုတော့ရောက်လာဒါကတော့ကျွန်တော်ထုံးစံတိုင်းပဲ bro တင်ပေးထားတဲ့အတိုင်းပဲဒီတိုင်းကြည့်မယ် okay ဒါမှန်မယ် okay ခုံရောက်ပြီဒီတိုင်းပဲကြည့်မယ် okay ခွဒါမှန်ရောက်ပြီOkay ဓာတ်လေးကပေါ်တက်လိုက်တဲ့အချိန်မှာကျွန်တော်ဘယ်စိတ်ရအောင်ဒီမှာဆက်တက်ရမှာဟာ Okay slide ချလိုက်မယ် oh my god လိုယုံဒီတိုင်းပဲတက်တော့မြန်မာလိုပဲတက်တော့မယ်တော်အင်္ဂလိပ်လိုမတက်တတ်ဘူးတော်ကဲ limit let's go ကိုကြီးဒါဘလို့ယုံဒါကြတော့ဒီတိုင်းပဲခုံအောင်ပါဗျ Okay ဟုတ်ပြီဗျာကျွန်တော်ဘာဖြစ်တော့ကျွန်တော်အောင်သွားပြီဒီကလည်းလွယ်နော်တော်တော်လွယ်နော် bro ဒီမှာ coffee towers ကတော်တော်လွယ်ဗျအဲ့တော့ကျွန်တော်တခါသိရင်တခါပြုတ်ကြရင်ကျွန်တော် challenge ခေါ်မယ်ဗျာကျွန်တော်ငနုပါလို့ challenge ခေါ်မယ် okay တခါသိရင်နုလို့တခါခေါ်မယ်တကယ်လို့အခုချိန်ကြီးတော့ကျွန်တော်မသိရတဲ့တော့ကျွန်တော်ခေါ်စရာမလိုဘူး oh my god ဒါကြီးကတော့အနေနဲ့တော်တော်များတယ်ဒါဖြစ်တော့ကျွန်တော် AC ပဲနိုင်သွားပြီ okay နောက်ဆုံးတော့ရောက်ပြီ do you like the drink coffee မင်း coffee တောက်ရကြိုက်လားဆိုတော့ yes ကြိုက်တယ်အမှန်တကယ်ဘာမှမဟုတ်ကျွန်တော်လိန်ပြောနေရ coffee တောက်ရလုံးဝမကြိုက်ဘူးကဲဘာဖြစ်တော့ကျွန်တော်အခုချိန်ကြီးတော့မသိသေးဘူးပေါ့ဗျာဘာဖြစ်တော့ကျွန်တော်အကုန်လုံးအောင်နိုင်နေပြီအောင်နိုင်သူဖြစ်နေပြီ no jam နဲ့ခုံလို့မရအောက်တည်းတကယ်ကြီးပဲခုံလို့မရဘာဖြစ်တော့ကျွန်တော်အရန်ကျွမ်းနေတဲ့ pro player ဖြစ်တဲ့အတွက်ခုံစရာလိုလဲဘာမှဖြစ်ဘူးဒါကြီးကတော့ကျွန်တော်တော်တော် AC ပဲ okay oh my god ဒါ resin evil တွေကလို့လေဆာတွေလာပြန်ပြီဟဲ့ oh my god လေဆာတွေကကျွန်တော်ဘလို့ခုံထိနေတော့ပြီခုံလုံးလည်းမရဘူးဒီရပြီဘာဖြစ်တော့ကျွန်တော်လွတ်သွားပြီဒါရက်ပါရောဒါရက်ပန့်ကဒလက်တွေအေးဆေးပဲ okay ရောက်ပြီဒီပေါ်ခုံဒီပေါ်လေးကိုခုံပြီးဒီပေါ်လေးကိုခုံတက်ဘက်ကိုတွားပြီးဒီဘက်ကိုရောက်ပြီနောက်ဆုံးတာဝါရောက်တော့မယ်ထင်တယ်ဝေးပဲလို့တွေက coffee tower တာမန်တာဝါထပ်ပို့ပြီးတော့နည်းနည်းမြင့်တယ်နော် bro ကဲဘာဖြစ်တော့ကျွန်တော်အပေါ်တက်ရဒီမှာ coffee ရေခဲမဟုတ်တော့ကျွန်တော်တစ်ခါမှတော့မစားဘူးကောင်းလားတော့မသိဘူး bro တကယ်ကျွန်တော်စားဘူးရင်လည်းကျွန်တော်ပြုတ်ပေးကြပါကောင်းလားပေါ့တကယ်ပြော coffee ရေခဲမဟုတ်ရှိလားတော့ကျွန်တော်မသိဘူးဗျာရေခဲမုံတွေမှာ no ရတာရေခဲမုံတော့သိရ coffee ရေခဲမုံတော့မသိဘူးဗျာ okay what the fuck ဘာကြီးလို့ပြုတ်ကြပြီ no way oh my god ကျွန်တော်နှုတ်ပါဗျာကျွန်တော်တစ်ခါတော့ပြုတ်ကြပါပြီတကယ်ကြီးပဲဗျာကျွန်တော်အားချောင်းကြီးမှားသွားပြီဗျာ okay ကျွန်တော်အဲ့ချိန်ကြီးပြန်ခုံလိုက်ပါမယ်ဗျာOkay ကျွန်တော်ဆောင်းကနေရတော့ကျွန်တော်ကြော်လာခဲ့ပြီဗျာကျွန်တော်သွားတာ okay ဒါကိုနင်းလိုက်မယ်ဆိုကျွန်တော်ဘေးရောက်ပါမယ် wow ဒါကြီးကဘယ်လိုကြီးအောင်ဟာ escalator ကြီးလား okay ဒီပေါ်တက်လိုက်မယ်ပြီးဟိုဘက်ကိုရောက်တာစောင်းပြီးရင်ဒီဘက်ကိုလန့်ခုံ oh my god ဒါ maze ရောက်ရမှာဟာ
ဟေးဒီမှာဒီ maze ကဘလို့ကြီးအောင်ဟာဒီမှာကာထားတာတတ်မဲ့ကိုမရိုင်းတာပါကွာကျွန်တော်ဟိုဖြစ်ပြီးဆိုပြီးမရှောက်ရင်ကျွန်တော်သွားဖြစ်မှာမဟုတ်ဘာဖြစ်တော့ကြောရောက်တော့ဘာဖြစ်တော့ကြောရောက်တော့မစောငါမနှဲကိုခုံလိုက်ရတယ်ဗျာဘရိုကြီးကြောမနက်ခါလောက်လည်းမသိဘူးပြုတ်ကြနေအောက်လေးဘရိုကြီးဗီဒီယိုချိန်မှာကျွန်တော်တို့ကြောဖြတ်လိုက်တာဖြစ်ပါတယ် Oh my god စောတော့ငါလာမှာကျွန်တော်အပေါက်ထဲပြုတ်ကြတော့ကန်ကောဒါရ AC နင်းသွားလို့ရရတဲ့ AC ပဲဒါ AC လမ်းလျှောက်သွားလိုက်အောင်မယ် Oh my god ကျွန်တော်နောက်ဆုံးဆိုရင်တော့ကျွန်တော်ရောက်တော့မယ်ဗျာနည်းနည်းပဲလို့တော့ fighting okay fighting okay ရောက်ပြီနောက်ဆုံးတော့အဲ့ဒါကြီးကဘာရောဟာ Oh my god coffee စီးရဲ့တမျိုးကြီးရောဒါကြီးကဘလို့ကြီးမှန်းလည်းတော့မသိဘူးဘာဖြစ်တော့ကျွန်တော် check point တော့ရောက်ပြီကဲဒီဘက်ကိုခုံရောက်ပြီဗျာကျွန်တော်ဘာဖြစ်တော့ကျွန်တော်ဒီကိုရောက်ရှိလာအချိန်လေးမှာပဲကျွန်တော်ဘာဖြစ်တော့ကျွန်တော်နောက်ဆုံးတော့ရောက်ရှိအောင်မယ် finally တွားတာတကယ်ကြီးပဲရောက်တော့မှာ Oh my god နောက်နဲ့20 30လောက်ပဲကျန်တော့တော်တော့မြင့်နေဗျာတာဝါတစ်ခုကတော်တော်ခုံရရဗျာဒီမှာ Oh my god ပြုတ်ကြရင်တော့ငိုယုံမဲရှိ Oh my တွေကွာဒါကြီးကတော်လှရနော် COFFEE ဆိုရေးထားတာအရာကြီးတော်လှရဗျာဘလို့တကယ်ပြောချီကျူးလို့မစုံတကယ်ကိုလှရဟိုစားလေးဗျာဘာဖြစ်တော့ကျွန်တော်ချီကျူးနေတော့မစုံကျွန်တော်နိုင်တော့မယ် Coffee လားရေ No လားဆိုတော့ Coffee okay ဘာဖြစ်ကျွန်တော် coffee ခုံခိုင်းတာတခြား dimension ကိုရောက်သွားပါတော့ Okay ဒီ dimension က coffee dimension ဖြစ်ပုံများဟာဘာတော့ဟာတော့ပါအောက်ခုံစကင်မရာကြီးကွာကျွန်တော်ကင်မရာကြီးဘလို့လေးပါ coffee လား cookie လား chocolate chocolate ယူရမှန်သွားပြီ bro အေး chocolate ကတော်လွယ်ရပဲ Oh yups ရပြီကဲ finally ကျွန်တော်နောက်ဆုံးမှာတော့ကျွန်တော်အနိုင်ရရှိခဲ့ပါပြီကဲနောက်ထပ်တာဝါတစ်ခုသွားခုံရအောင်နောက်တဲ့ကောင်ကကျွန်တော်ရေကေ coffee ရေးသွားခုံရဒီဘက်မှာကျွန်တော်တွေ့ရအဲ့ဟိုဘက်မှာ Yes go ကျွန်တော်အဲ့ဒါ coffee ace ကိုသွားကြမယ်ပေါ့ဗျာဒီဘက်မှာဒီမှာ ice coffee ကဲ ice coffee ခုံရမယ် ice coffee တောက်ခုံပါပဲရိုး coffee ပြီးတော့ coffee ရေးတောက်ပါမယ်ဗျာ coffee ရေးတောက်ပါလေဘလို့နေမလဲတော့မသိဗျာအခုတော့အကုန်ကတော့အဆင်ပြေနေအောင်ပဲကျွန်တော် wow coffee ရေးတောက်ရမိုက်လိုက်တော့ကွာဒါကြီးလေးစားတန်းကြီးနော် bro wow coffee ရေးတောက်ခုံဒီလိုမှနေအစက coffee ရေးတောက်ခုံပါတကယ်မိုက်တယ်ဟာအစပိုင်းကတော့တော်လွယ်နော်တာဝါတိုင်းကတော့နောက်ပိုင်းကျမှနည်းနည်းလေးခတ်သွားတာကျွန်တော်မမားသိနေအမားကြောင့်မလို့ကျွန်တော်သိသွားတာတော့မသိမှမဟုတ်ဘူးဗျပြုတ်ကြသွားဆောင်းကလည်းဒါပြီးတော့ကျွန်တော်အမားပေါင်းများစွာနေတော့ကျွန်တော်မားပြီးရဲ့နောက်ပိုင်းမှာတော့ကျွန်တော်တို့ရေမမားတော့တော့စူးစမ်းမှရတော့မယ် yips နောက်ဆုံးတော့ကျွန်တော်ရပြီကဲစက်ခုံဝဲကျန်တော့ခုံမယ်ဗျာလက်ခုံမယ်ရောက်ပြီပေါ်တက်မယ်ဟုတ်ဒါတော့ကျွန်တော်တင်ပြထားတဲ့နေတိုင်းပဲဒီတိုင်းကြည့်ရင်တော့တည်ရပေါ့နော်အတူစစ်ကကဲဒါအစစ်အဲ့ဒါဟိုဘက်ကအတူပဲနေမှာဒါအစစ်ပဲ Okay ရပြီကဲကျွန်တော်ရဲ့ gain ဆန်နေရပေါ့နော်လူလာနေပေမဲ့ gain ဆန်ကတော့မနေဘူးဆိုတာဒါပဲဗျကျွန်တော် gain ဆန်အရင်တော့တည်ရမလားRoblox မှာ UV ခုံတာများတော့ကျွန်တော် UV ဂိမ်းဆန်နေတော်တော်ကျွမ်းကျင်လာ UV ညင်ကြီးကျွယ်ဝလာပေါ့နော်ကျွန်တော်လုံးဝပြောရမယ်ဆိုရင်တော့ UV ညင်ကြီးကျွယ်ဝလာပေါ့ဒီနေ့တော့တောင်းမှမှာဗျာဘလို့ကျွန်တော်အတန်တော်ဝင်နေရဲ့ဗျာအဲ့ဒါကြောင့်ပေါ့နော်တကယ်ကျွန်တော် Okay ခုံမယ် Yams ရပြီ UV ညင်ကြီးကျွယ်ဝတော့မ protein အလေကိုပြန်ပြီးချီကျူးနေရOh ဒါရ coffee ရေးပဲနေမှာ coffee ရေးကဘယ်လိုလုပ်ပြီးတော့အဖြူရောင်နေဖြစ်နေရတော့ဟာရေခဲတော့နေရအစားဖြူရောင်နေဆိုတော့ coffee နွားနှုတ်ကြီးလားမသိဘူးနော်ဘရိုကဲဘာဖြစ်တော့ကျွန်တော်ရောက်ရှိလာမှာတာဝါတော့အများကြီးပဲအမြင်ကြီးတော့ကြံနေရဗျဘာဖြစ်တော့ကျွန်တော်အားမလျှော့ပဲနဲ့ခုံရင်တော့ကျွန်တော်တနည်းနည်းတိုင်းတော့ပန်းနိုင်ရောက်မှာပဲဗျအဲ့ဒါတော့ကိုတော့ကျွန်တော်တန်းပြီးတော့ခုံရမယ်ဒီတာဝါမှာကတော့ကျွန်တော်ထင်နေရချက်မှာတော့ပြုတ်မကြတယ်ဆိုတော့ကျွန်တော်ဒီတာဝါခုံတာကျွန်တော်ကျွမ်းနေပြီပဲ Wow နောက်ဆုံးတော့ကျွန်တော်ကျွမ်းကျင်ခဲ့ပါပြီဗျာ Yes finally ပဲနောက်ဆုံးတော့ကျွန်တော်ရှားခဲ့ပြီတကယ်ကြီးနိုင်တော့ပါဘရိုကြီးနိုင်မှုနည်းနည်းပဲလိုတော့သွားထားကွာခုံလားဟုတ်ပြီno ဒါစစ်ပြီးတော့ဒါအစစ် Okay ရပြီ
ဒီဘောခုံမယ်ဒီဘောခုံမယ်ဒီဘောခုံပြီးရင်ဒီနားလေးရှောက်သွားရင်ကျွန်တော်လွတ်ပြီးနေမှာကဲဒီတာဝါကြီးပြီးလိုက်တော့ကွာဟာရောင်ရေးမျက်စိလင်းထိန်နေရောမစူတူးနေရောဘလိုရုံဟာကဲဘာဖြစ်တော့ကဲနိုင်သွားပါပြီကွာအလုံးက coffee တာဝါနှစ်ခုနိုင်သွားပါပြီပေါ့နော်ကဲနောက်ထပ်တာဝါတစ်ခုတော့ခုံရအောင်ပေါ့ဗျာနောက်ထပ်ဘာတာဝါခုံရင်ကောင်းမလဲဆိုဒီဘက်ကိုသွားကြည့်အောင်ဒီဘက်မှာဘာတာဝါရှိလဲမသိဘူးဝေါဒီမှာအများကြီးပဲနော်โอ้ကြော်ခိုင်းနေပါကြော်ဒီမှာပါခုံလာ pink matcher တာဝါခုံရ matcher latte pink matcher latte ခုံရအပန်းရောင်နေပေါ့နော်အိုးဒီမှာပန်းလေးအောင်ပါတယ်အပန်းရောင်ဆိုရဲအတွက်စောင်းကယုံလေးအောင်လားမသိဘူးเนาะပါတယ်ဒီပန်းရောင်ဆိုရဲအတွက်လွယ်မဲ့ပုံပဲဗျကြော့ကာရီတာရောင်နဲ့တော်တော်တူနေရောပန်းရောင်ဆိုတော့ okay ခုံမယ် let's go ပေါ်ရောက်ပါပြီဒါလေးရောတေချာ3ရောခုံရမယ်အပန်းရောင်နေ brightness ကများတော့ကျွန်တော်တေချာတော့ကြည့်ပြီးခုံရမယ်ဗျအဲ့ဒါဆိုတော်ဟွာဖြစ်နေနော်တော်များရဲ့သူ့ရဲ့ brightness ကအားကြောင့်မလို့ဗျ yep ဒါပဲရိုက်ပြန်ခုံ okay finally ကျွန်တော်ရောက်လာပြီခုံမယ်ဒါလေးတွေကတော့ကျွန်တော်တော်လွယ်တယ် AC ပဲတိတ်ပြီးအဲ့လောက်ကြီးရောပြဿနာမရှိသေးဘူးကဲဒီဘိုင်းနေလဲကျွန်တော်တော်ပြဿနာမရှိဒီကောင်ကဟို elevator တော်များရဗျအိုးလှလိုက်ရကွာသူ့ရဲ့ဘာ pink ဘာလက်သေးလဲမသိ pink matcher လက်သေးဆိုရဲ့ဥစ္စာလေးတော်လှတာပဲအပြင်မှာတော့တငယ်ချင်းတောက်ကူးကြလာတော့မသိကျွန်တော်တော့မတောက်ဘူးကျွန်တော်တောက်ကူးတာဆိုတော့ဟိုပဲတောက်ကူးတယ်အေးမလေးဖြုတ်ကြတော့ဘလို့ကန်ကောဟိုမေးနေရကျွန်တော်တောက်ကူးတာဆိုလို့မေးနေရဟိုကလေအမြင့်ထားလေအကောင်တွေပါတော့မေးနေအာဘာသာပြလေးတွေမေးနေကွာမေးနေကပူချီနိုပဲတောက်ဘူးอ่ะကျွန်တော် coffee မှာဆိုရင်ပေါ့အမြင့်ထား coffee ပဲတောက်ဘူးတယ်ပေါ့ဗျာဒီ coffee လက်သေးတွေပါမတောက်ဘူးပြောဗျာ okay ပါဖြစ်တော့ကျွန်တော်တွားကြမယ်ကပူချီနိုပဲတောက်ဘူးပဲပေါ့ဗျာကဲရောက်ပါပြီနောက်ဆုံးတော့ကျွန်တော်တို့နိုင်တော့မယ်ထင်တယ်ဗျ no ဒီအကြီးကအတူကြီးကန်ကောင်းတာတွားခုံနေမှန်ကြီးနဲ့ကာတာညစ်ပတ်တယ် oh my god ကျွန်တော်ထင်တဲ့အပန်းရောင်အစ်စ်ဟုတ်ဒါလည်းအတူ okay အဖြူရောင်နဲ့ maybe ဒါဆိုရင်တော့အပန်းရောင်မယ်ဒီမှာအတူဝါရောင်ဟာအေးပြုတ်ကြတော့မကန်ကောင်းဟေးရှုံးတင်တာရှုံးတော့မှာအိုးမှန်တကားကြီးအောင်ပါနော်မိုက်လိုက်လားစစ်တော်မြင့်နေဗျဘရိုကြီး UV အောင်စိတ်နေမြင့်လာပြီပဲ Roblox ရဲ့ Obbies တွေအောင်က yo ကျွန်တော်နိုင်သွားပြီ congratulation wow ဒီမှာချိလိုက်ဗျာ Bunny လေးတွေနော် wow ဒီမှာ coffee pot တွေရော Bunny လေးတွေရောဝိုးချစ်စရာလေးမိုက်တယ်ကဲအားလုံးပဲဒီနေ့တော့ချီရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗောနော်ခဏကျွန်တော် coffee တောက်လို့ရလားမသိဘူးရအောင်တောက်လို့မရဘူးထားလိုက်ပါတော့ကဲတကယ်ကျွန်တော်အားလုံးပဲချီရှုအားပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဗောနော်တကယ်ကျွန်တော် live တွေကိုတော့ကျွန်တော်တို့19ရက်နေ့ကျမှပြန်ပြီးတော့လွှင့်ပေးပါမယ်အခုဒီလိုပိုင်းတော့ကျွန်တော်ဗီဒီယိုလေးတင်ချင်လို့ပါဗျတကယ်ကျွန်တော်အားဆိုရင်တော့ကျွန်တော်တို့နှုတ်ဆက်လိုက်ပါတော့မယ်နောက်ထပ်ဗီဒီယိုကျမှပြန်တွေ့ကြပါမယ်ဗျ bye bye